55နှစ်တိုင်ထမင်းကိုမစားဘဲမစင်ကိုပဲစားပြီးနေထိုင်ခဲ့တဲ့လူတစ်ယောက်အကြောင်းကိုမိတ်ဆွေတို့ကြားဘူးပါသလားသူဟာယူးနေတာမဟုတ်သလိုပုံမှန်လူတစ်ယောက်ပဲဖြစ်ပါတယ်ဘာကြောင့်ထမင်းမစားဘဲမစင်ကိုပဲစားနေရတာလဲလူတွေအားလုံးကသူ့ကိုဝိုင်းပြီးပြစ်တင်ရှုံချခဲ့ကြပေမယ့်တကယ်တမ်းကျတော့သူဟာကြောက်မတ်ဖွယ်ကောင်းတဲ့ဝှကျွေးတစ်ခုရဲ့တားကောင်ဖြစ်နေတာပါဒီနေ့မှာတော့ဒီအကြောင်းအရာလေးနဲ့သက်ဆိုင်တဲ့ပုံမြင်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်ဂေါတမမြတ်စွာဘုရားရှင်လက်ထက်ပရာဂျေကျိုပြည်မှာချမ်းသာကြွယ်ဝတဲ့မိဘနှစ်ပါးကမွေးဖွားလာတဲ့သားလေးတစ်ယောက်ရှိပါတယ်သူ့နာမည်ကတော့စပူကလို့ခေါ်ပါတယ်ငယ်စဉ်အခါကတည်းကသူ့ရဲ့အပြုအမူတွေကတာမန်ကလေးတွေနဲ့မတူဘဲအလွန်ထူးဆန်းနေခဲ့ပါတယ်မိဘတွေကထမင်းကျွေးရင်မစားဘဲငိုယိုနေတတ်ပြီးသူ့ရဲ့မစင်ကိုသာပြန်စားနေတတ်ပါတယ်မိဘတွေကတော့ခလေးအရွယ်မို့မတိနားမလဲသေးလို့ပါလေလို့ပဲသဘောထားခဲ့ကြပါတယ်ဒါပေမဲ့ဒီအကျင့်ကကျူးလာတဲ့အထိမပြောက်ပဲမစင်ကိုသာစားနေပါတယ်မိဘတွေလည်းတခြားသူတွေကပြောလာတော့ရှက်လာတဲ့အတွက်သူ့ကိုအဝတ်မဝတ်ပဲနေအာဇီဝကရတိတွေထံပို့လိုက်ကြပါတယ်အဲ့ဒီမှာလေသူကစွမ်းစားခြင်းရောက်ရင်မလိုက်ပဲဘိုက်မစားဘူးဆိုတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ကြံနေကြပြီးမစင်တွင်းတွေကိုလိုက်ဖွင့်ကအားရပါရစားတောက်နေတတ်ပါတယ်နောက်ဆုံးမှာတော့အာဇီဝကရတိတွေကသူ့ရဲ့လှုပ်ဝက်ချက်ကိုတီးသွားပြီးကြောင်းကနေနှင်ထုတ်လိုက်ပါတယ်အဲ့ဒီခါမှာတော့သူဟာအိမ်သားတွေများတဲ့ဈေးတန်းကိုရွေးချယ်ပြီးသူ့ရဲ့ထူးဆန်းတဲ့အသက်မွေးဝမ်းကြောင်းကိုစတင်တော့တာပါပဲစပူကရဲ့နေထိုင်ပုံကတော့အံ့ဩစရာပါကြောက်ဖျားတစ်ခုပေါ်မှာခြေတစ်ဖက်ထဲနဲ့သာရက်ပြီးပါဇက်ကိုလည်းအမြဲဟထားပါလေလာမေးတဲ့သူတွေကိုငါဟာလေးကိုမိတ်စားပြီးတရားကျင့်နေတာပါလို့လိန်ညာဖြေဆိုခဲ့ပါတယ်ခြေတစ်ဖက်ထဲနဲ့ရက်တာဟာကဘာကြီးလေးလုံးလို့ထိန်းထားရတာဆိုတဲ့မူတာဝါဒကိုအသုံးပြုပြီးလူတွေကိုယုံကြည်အောင်လှည့်စားခဲ့ပါတယ်ဒီလိုနဲ့သူဟာ55နှစ်တိုင်မစင်တွေကိုပဲစားရင်နေထိုင်လာခဲ့ပါတယ်။တနေ့မှာတော့မြတ်စွာဘုရားရှင်ကြွရောက်လာပြီးစပူကကိုတရားဟောတော်မူပါတယ်။ဒီအချိန်မှာပဲစပူကလည်းအမှန်တရားကိုသိမြင်လာပြီးယဟန္တာအဖြစ်သို့ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့စပူကဟာဘာကြောင့်များ55နှစ်တိုင်ဒီလိုဆိုးရွားတဲ့ဘဝမျိုးနဲ့နေခဲ့ရတာလဲ။ဗုဒ္ဓမြတ်စွာကအတိတ်ကိုပြန်လည်ဟောကြားတော်မူပါတယ်။အရင်ဘဝတစ်ခုလုံးကသူဟာကျောင်းထိုင်ယဟန်တစ်ပါးချစ်ခဲ့ဘူးပါတယ်။ဒီနေ့မှာတော့သူနေတဲ့ကျောင်းကိုအာဂန္တုယဟန်တစ်ပါးရောက်ရောက်လာပါတယ်။ရွာလဲကတကားဒီလောက်ကဒီယဟန်ကိုလှူပွဲဝတ္ထု၄ပါးလှူမဲဆိုပြီးလာရောက်လျှောက်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျောင်းဒီယဟန်ကဝင်တော်တဲ့စိတ်ဝင်လာပြီးအာဂန္တုယဟန်ကိုဒီလက်လာပါတွေမရစေချင်တော့ပါဘူး။ဒါကြောင့်သူကအာဂန္တုယဟန်ကိုသွားပြီးဒီလိုဒေါသစကားတွေပြောလိုက်မိပါတယ်ဒီမှာအသင်ယဟန်တကလူမဲ့စွမ်းကိုစားတာထက်မစင်ကိုစားတာကမှမြတ်သေးတယ်စပင်ကိုဓားနဲ့ရိတ်တာထက်ကိုယ်လက်နဲ့နှုတ်တာကမှမြတ်သေးတယ်တင်းကန်းဝတ်တာထက်အဝတ်မပါဘဲနေတာကမှပိုမြတ်သေးတယ်ကတင်နဲ့အိတ်တာထက်မြေကြီးပေါ်မှာအိတ်တာကမှပိုမြတ်သေးတယ်အဲ့ဒီလိုသူပြောလိုက်တဲ့အာဂန္တုယဟန်ကတကယ်တော့ယဟန်နာတယောက်ဖြစ်နေမှန်းသူမသိခဲ့ပါဘူးကိုမှရှိတဲ့လက်လာပါလေးကိုဝေးမြဖို့ဝင်တော့တဲ့စိတ်ကလေးတစ်ခုကြောင့်ခဏတာဒေါဖနဲ့ပြောလိုက်မိတဲ့စကားလေးတစ်ခုကြောင့်သူဟာဘဝများစွာပြန်လည်ခံစားခဲ့ရတာပါကတ္တပဖျားရှင်နဲ့ဂေါတမဖျားရှင်ဖျားနှစ်စုကြားကာလပတ်တလုံးအဝီစီငရဲမှာခံစားခဲ့ရပြီးလူပြေရောက်လာတဲ့အထာမှာလဲ55နှစ်တိုင်မစင်ကိုစားရတဲ့အချစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတာပါသူတစ်ပါးကိုမုန်းတဲ့စိတ်ဆိုတာခဏလေးပါပဲဒါပေမဲ့အဲ့ဒီခဏလေးကပေးဆက်လိုက်ရတဲ့အကျိုးပေးကတော့တသက်လုံးမဟုတ်ပဲဘဝညားစွာအထိကြောက်မက်ဖွယ်ကောင်းလုံးပါတယ်ဝင်တော်ချင်းဆိုတာကိုဖြစ်စည်းနေတဲ့မိတောက်ပါပဲဘဝဆိုတာတိုတော့လာပါတယ်မနာလိုဝင်တော်မှုလေးကိုဖယ်ရှားပြီးအတိတတိတဲ့သာရှင်သန်ဖို့လိုအပ်ပါကြောင်းစကားလက်ဆောင်ပေးလိုက်ရပါတယ်ရှင်အခုလိုပုံမြင်လေးတွေကိုနှစ်သက်တယ်ဆိုရင်အတိတရားရစရာပုံမြင်လေးတွေကိုတင်ဆက်နေတဲ့ကျမတို့ရဲ့မြန်မာ Story Channel လေးကို Subscribe လုပ်ပေးသွားကြပါအောင်ရှင်